ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ extra time ကနေပြီးတော့ကြိုဆိုပါတယ်ညီကိုတို့ရေနော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော် Everett ရဲ့အပြောင်းရွှေ့ရှင်တွေနဲ့ပတ်သက်ပြီးတော့ Arsenal အသင်းဘာဇိုနာအသင်းတို့အပြိုင်လိုက်ဆောင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်လက်ရှိမှာဘာဇိုနာအသင်းကလည်းသူတို့ရဲ့တိုက်စစ်ပိုင်းအပြောင်းလဲတစ်ခုအနေနဲ့ Everett ကိုယာယူခေါ်ယူနိုင်ဖို့အတွက်ပြင်းပြင်းထန်ထန်ကြိုးပမ်းနေပါတယ်သူတို့ရဲ့အသင်းကနေ Lewandowski ထွက်သွားတဲ့အတွက်ကြောင့်ဒီနေရာမှာသူတို့မဖြစ်မနေအစားထိုးရမယ့်အခြေအနေမျိုးပါဒါပေမဲ့လက်ရှိမှာအေဒီကိုမက်ဒရစ်တင်ကနည်းနည်းလေးအကျဉ်းရုပ်တယ်ပဲပြောရမလားဘာဇိုနာအသင်းကိုပဲပလိန်အမြင်ကတ်နေတယ်လို့ပဲပြောရမလားတော့မသိဘူးဗျအေဒီကိုမက်ဒရစ်တင်ကဘာဇိုနာကို Everett ကိုမရောင်းချင်ဘူးနောက်သူတို့ရဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့လက်ရှိလာလီဂါမှာအားပြိုင်နေရတဲ့သူတို့အတွက်ဘယ်လိုပြောမလဲအမုန်းဆုံးပြိုင်ဘက်လို့ပြောရမှာပေါ့နော် Real ဒီ Edigo Madrid တင်အတွက်အဲ့လိုပြိုင်ဘက်မျိုးကိုတို့ရဲ့အကောင်းဆုံးအထူးရှင်ဆုံးကစားသမားတူဖြစ်တဲ့ Everett ကိုမယောင်းချရှင်ဘူး။ဘာကြောင့်လဲဆိုတော့ဆက်ဆံရေးပြက်ပြားခဲ့တဲ့အခြေအနေတွေရှိခဲ့တယ်။ဘာစီလိုနာရဲ့လုပ်ရကြောင်းပေါ့နော်။ဘာစီလိုနာက Griezmann ကိုခေါ်ယူတော့က Edigo Madrid တင်ပေါ်မှာရုပ်မာခဲ့တဲ့ဆွတ်တက်ကြီးတွေအများကြီးသုံးခဲ့တဲ့အတွက်ကြောင့် Edigo Madrid တင်ကအခုချိန်ကြီးဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဘာစီလိုနာကိုစိတ်နာနေသေးပဲ။ဘာလို့လဲဆိုတော့ Griezmannအေဒီကိုမက်ဒရစ်တင်မှာအကောင်းဆုံးဆွမ်းဆောင်ရည်ပြသနေတယ် Griezmann ရဲ့တန်ကြီးကဒါယူတန်း100လောက်တော့အနည်းဆုံးတန်တယ်ဒီချိန်ဒီမှာ Griezmann အောင်မြင်နေတဲ့အချိန်မှာသူတို့အသင်းအတွက်အားကိုးနေရတဲ့အချိန်မှာ Griezmann ကိုဘာဇိုနာအသင်းကလိုချင်တယ်လို့ပြောတယ်အဲဒီချိန်မှာကစားသမားလည်းဘာဇိုနာအသင်းလိုချင်တယ်ဆိုတော့အမီလီတနတ်နဲ့ပေါ့ဘာစီကိုပြောင်းရှင်တာပေါ့ဒီချိန်မှာအေဒီကိုမက်ဒရစ်တင်ကဆက်ထိန်မှုတွေကြိုးစားတယ်ကြိုးစားလို့မရတဲ့ဂျုံမှာကစားသမားနဲ့လည်းညီလို့မရတဲ့အတွက်ကြောင့်ဒါဘာဇိုနာအသင်းဘက်ကဝယ်မယ်ဆိုတော့ okay အဲ့ဒါဆိုမင်းတို့ဝယ်မယ်ဆိုလဲဝယ်နိုင်တယ်ငါတို့ဘက်ကရောင်းချပေးမယ်လို့စီစဉ်တဲ့အချိန်မှာဘာဇိုနာအသင်းကဘာလုပ်လဲဆိုတော့ Griezmann ကိုတစ်နှစ်လောက်ငါးချကြည့်ငါတို့ဘက်ကသုံးလို့အဆင်ပြေမှခေါ်မယ်ဆိုတဲ့ပုံစံမျိုးဒါအေဒီကိုမက်ဒရစ်တင်ကိုဒါဘယ်လိုပြောမလဲဥစားဖြစ်ခဲ့တယ်ပေါ့နော်တိမ့်သွင်းခဲ့တယ်ပေါ့နော်စီယုံတိမ့်သွင်းခဲ့တယ်အဲ့ချိန်မှာအေဒီကိုမက်ဒရစ်တင်ခင်ဗျားကလည်းဒီ Griezmann နဲ့လည်းစကားပြောရတာအဆင်မပြေနော်အငားမချပြန်ရင်လည်းသူတို့ကစားသမားကိုမယောင်းပေးရင်ကစားသမားကအသင်းမှာအဆင်မပြေဖြစ်မှာဆိုရင်ကနော်ကစားသမားနဲ့သူတို့အသင်းတဲ့ဂျားထဲမှာလည်းပြဿနာတွေတက်မှာဆိုရင်လည်းအတွက်ကြောင့်ကဲဒါဆိုလည်းမင်းတို့အငားတစ်နှစ်ခေါ်သွားလိုက်ပြီးရင်တော့လာမယ့်နေ့ရကြီးကျရင်တော့အပီးသက်ဝယ်ယူပေးယူတန်း100လောက်နဲ့ယူတန်း80လောက်နဲ့တန်း90လောက်နဲ့အပီးသက်ဝယ်ယူပေးဆိုပြီးတော့ဒါဘာဇိုနာအသင်းကိုတစ်နှစ်အငားချပေးခဲ့တယ်ဆိုတော့ဘာဇိုနာအသင်းကတစ်နှစ်အငား free သုံးခွင့်ရခဲ့တယ်ဆိုတော့အဲ့ဒီနောက်မှာနောက်ရသည်ကျတော့ဘာဇိုနာအသင်းက Griezmann ကိုမဝယ်ရှင်ဘူးလို့လုပ်ပြန်တယ်နော်မလို့ရှင်တော့ဘူးလို့လုပ်ပြန်တယ်မလို့ရှင်တော့ဘူးလို့လုပ်ပြန်ပြီးတော့ဒီအပြောင်းရွှေ့ရာဒီပိတ်သိမ်းခံနေကြမှာGriezmann ကိုအငားနဲ့ထက်ရအောင်မလားအငားနဲ့ထက်ခေါ်ပြီးငါတို့Griezmann ကိုတကယ်ဝယ်ပါမယ်ဆိုပြီးတော့ထပ်တောင်းတယ် Griezmann ကလည်းဘာဇိုနာအသင်းကနေကိုပြန်မလာရှင်ဘူးဖြစ်နေတာဆိုတော့အေဒီကိုမက်ဒရစ်တင်မှာဘာမှလုပ်လို့မရဘူးအငားချရင်ကလွဲပြီးနေဘာမှစီစဉ်လို့မရဘူးအဲ့ဒီမှာ okay ရဆိုလဲအငားချလိုက်နောက်နေ့ကျရင်တော့မဖြစ်မနေဝယ်ယူပေးဆိုပြီးတော့ထပ်မှန်ပြီးတော့ဂတိကဝတ်တွေနဲ့လှုံ့ဆော်လိုက်တယ်ဒါပေမဲ့နောက်တစ်နှစ်ကြော့လဲသူတို့ကမဝယ်ရှင်ပြန်ဘူးဆိုတော့နောက်ဆုံးအဲ့လိုလှုပ်ရင်နဲ့ Griezmann ကိုသူတို့ကအလွတ်နဲ့မှားသွားတယ်အလွတ်နဲ့ခေါ်သွားတယ်အလွတ်နဲ့ခေါ်သွားပြီးတော့သူတို့အသင်းမှာလုံးဝရေကုန်ရေခမ်းသုံးဆွဲတယ်သုံးဆွဲပြီးတော့မှအခု Griezmann လုံးဝအဆင်မပြေတော့ဘူးဆိုတော့သူတို့အသင်းကနေစာချုပ်ဖြတ်သိမ်းလိုက်တယ်အခုစာချုပ်ဖြတ်သိမ်းပြီးတော့အလွတ်နဲ့အေဒီကိုမက်ဒရစ်တင်ကိုရောက်လာတယ်နော်သူတို့ကိုရီကိုတွေးအကုန်လုံးသုံးပြီးသွားမှနော်ဆိုတော့ PK လို့ပြောရမယ်ဆိုတော့ဝါပြီးတော့အရှိုးကုံဝါမှထွေးထုတ်လိုက်တဲ့သဘောမျိုး Griezmann ပေါ်မှာလောက်ခဲ့တယ်လို့အေဒီကိုမက်ဒရစ်တင်ကိုလည်းတပြားတစ်ချက်မှမပေးဘဲနဲ့ Griezmann လို့အဓိကသူတို့အသင်းအတွက် key player တဦးကိုဖျက်ဆီးလိုက်တဲ့ဘာဇိုနာရဲ့လောက်ရက်ကိုအေဒီကိုမက်ဒရစ်တင်ကတော်တော်လေးဒါဟိုစားပြောတေးထားတာပေါ့နော်တော်တော်လေးဒီစိတ်ပြတ်သွားခဲ့တာဆက်ဆံရေးတွေပျက်စီးသွားခဲ့တာလို့ပြောလို့ရတယ်ဒါကြောင့်မို့အေဒီကိုမက်ဒရစ်တင်ကဘာဇိုနာကိုလုံးဝမရောင်းချင်ဘူးသူတို့ရဲ့လက်ရှိအကောင်းဆုံးဆိုပါတယ်သူတို့အသင်းမှာလက်ရှိအကောင်းဆုံးလို့ပြောလို့ရတဲ့ Everett ကိုဗျာလုံးဝမရောင်းချင်တာနော်ဆိုတော့ဒီကောင်လေးလိုချင်နေဆိုရင်လုံးဝမရောင်းနိုင်ဘူးအဲ့လိုမျိုးပုံစံဖြစ်နေတာဆိုတော့မင်းတို့ဘယ်လောက်ပေးမအောင်ယူတန်း150 no မရောင်းကွာတန်း100မရောင်းကွာတခြားအသင်းကိုပဲရောင်းမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာဗျာအခုချိန်မှာ Everett ကိုကြိုးစားနေရလဲဘာစီလိုနာနဲ့ Arsenal ပဲဒါမှမဟုတ် Edigo Madrid တင်အတွက်သူတို့နဲ့အမြဲတမ်းပြိုင်ပတ်မဟုတ်တဲ့သူတို့နဲ့ဆက်ဆံရေးပိုင်းမှာအခုလိုမျိုးအဖူးတစ်တွေမဖြစ်ခဲ့တဲ့ Arsenalအသင်းကိုရောင်းဖို့အတွက်စိတ်အားထက်သန်နေတယ်ဆိုတော့သူတို့အသင်းမှာတော့ Everett ကိုဆက်ထိန်းထားရှင်တယ်လက်မလွတ်ရှင်ဘူးဒါပေမဲ့ကစားသမားဖြစ်သူဘက်ကမဟုတ်ဘူးဒီအသင်းမှာမနေရှင်တော့ပိုကောင်းတဲ့အသင်းတွေကိုပြောင်းရွှေ့ရှင်တာအဲ့လိုမျိုးစိတ်ဆန္ဒမျိုးဖြစ်နေမယ်ဆိုရင်တော့သူတို့ကမတက်နိုင်တော့သူတို့ကလက်လွတ်ပေးရမယ်အဲ့လိုလက်လွတ်ပေးရမယ်ဆိုရင်သူတို့က no ဘာဇိုနာကိုလုံးဝလက်မလွတ်ပေးမှာမဟုတ်ဘူးเนาะဒီအတွက်ကြောင့်ဘာဇိုနာကိုလက်မလွတ်ပဲနဲ့ Arsenal ကိုလက်လွတ်ပေးဖို့အတွက်စဉ်းစားနေရဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဆေးအားထက်သန်မှုတွေရှိနေရဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့ Arsenal တကယ် Everett ကိုလို့ရှိရင် Edigo Madrid တင်တဲ့အကောင်းဆုံးညှိနှိုင်းပြီးတော့ Everett ကိုအကောင်းဆုံးတိမ့်ပြီးတော့အသင်းကိုခေါ်လာခဲ့အရန်အဆင်ပြေသွားလိမ့်မယ်။နောက်ပြီးတော့ brother ကိုသတိထားမိလားမသိဘူး
အာတတာနဲ့ Everett တို့ကကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်အာတတာ Man City တင်းမှာ assistant coach အနေနဲ့လုပ်နေတော့က Everett Man City တင်းမှာရှိခဲ့တယ်ဆိုတော့အာတတာနဲ့ Man City နဲ့ကဟိုဘယ်လိုပြောမလဲအာတတာနဲ့ Everett နဲ့ကဆက်ဆံရေးကောင်းတစ်ခုရှိတဲ့အတွက်ကြောင့်အာတတာကိုယ်တိုင်ဒီပြောင်းရွှေ့မှာပါဝင်ပေးမယ် Everett ကိုပို့ပြီးတော့ကောင်းမွန်တဲ့ခွင့်ရတွေပေးမယ်လို့ဂတိကဝတ်တွေနဲ့ဆွဲဆောင်မှုလုပ်နိုင်ခဲ့မယ်ဆိုရင် Everett Premier League ကိုမပြန်လာစရာဘာကြောင့်မှမရှိဘူး။နော်လက်ရှိသူ့ရဲ့ဆရာပတ်ကွာယူလာလည်းမရှိတော့ဘူး။နော်သူ့ရဲ့ဒုတိယဆရာလို့ပြောလို့ရတဲ့ဒီအာတတာကြီးရှိနေတဲ့အချိန်မှာ Everett ပြန်လာလို့အကောင်းဆုံးသောအနေထားပဲ။လက်ရှိ Atletico Madrid တင်လည်းဘာစီလိုနာကိုရောင်းချမယ်ဆိုတော့ခြားတင်ပဲရောင်းချမယ်ဆိုတော့ strategy မျိုးကျင့်သုံးလာတာနဲ့ Everett နဲ့အာတတာတို့ရဲ့ဂျားရီယာဆက်ဆံရေးနဲ့တော်တော်လေးတော့ Everett ကို Arsenal တင်ရဖို့အတွက်နီးနီးဆက်ဆက်အခြေအနေမျိုးတစ်ခုပဲလို့တတ်မှတ်လို့ရတယ်လက်ရှိမှာဘာစီလိုနာတင်ကလည်း Everett ကိုမရရင်သူတို့အနေနဲ့ဂလာစရေးတင်ကနေထွက်မယ်တကယ်ဖြစ်နေတဲ့နော်အိုစတီဘန်ကိုခေါ်ယူဖို့အတွက်ကြိုးစားနေရလို့ကြားရတယ်အော်စီမန်ကိုပဲဘာစီလိုနာတင်ကျွန်တော်ထင်ရတော့ခေါ်ယူနိုင်လိမ့်မယ်လို့ထင်တယ် Everett ကိုတော့Atletico Madrid တင်မှာပဲဆက်မြင်ရမလားဒါမှမဟုတ်တခြားသော club တွေမှာပဲဆက်မြင်ရမလားစောင့်ကြည့်သွားရမယ်လက်ရှိမှာ Arsenal တင်ရဲ့အခြေအနေကိုတစ်ချက်ကြည့်မယ်ဆိုရင် Arsenal တင်နေတဲ့ဒီနေ့နေရာဒီမှာဝင်ကာပိုင်းအပြောင်းလဲကိုမဖြစ်မနေလုပ်မှာကျွန်တော်သိရတယ်ဒီ left wing position ကိုပြောင်းလဲလုပ်ပါအဲအတွက်ကြောင့်သူတို့က Morgan Roger တို့လိုနော် Cavara တို့လိုနော်အဲ့လို player မျိုးတွေကိုသူတို့ကကြိုက်နေတယ်သဘောကျနေတယ်လိုက်နေတယ်နောက်ပြီးတော့ Morgan Gittway တို့လို player မျိုးတွေကိုသူတို့ကြိုက်နေတယ်နော်လိုက်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ player တွေအတွက်သူတို့ကပို့ပြီးတော့လက်ရှိချိန်မှာအရေးပေးလှုပ်ဆောင်နေရတယ်ဆိုတော့ left wing ပြီးသွားရင်တော့သူတို့တိုက်စစ်မှုကိုသွားမယ်တိုက်စစ်မှုနေရာမှာသူတို့ပြီးခဲ့တဲ့နှစ်တော့ Sporting Lisbon ခေါ်ထားတဲ့ Yogres ကလည်းထင်တလောက်ကြီးဒါအလုံးမဖြစ်ဘူးလို့ပြောလို့ရတယ် Yogres အလောက် quality မျိုးနဲ့ Arsenal တင်းမှာနေလို့မရဘူးဗျာသိမလား Arsenal တင်းအတွက်အဓိကတိုက်စစ်မှုအနေနဲ့နေလို့မရဘူးလို့ပြောချင်တာခိုင်ရဘက်လောက် quality ရှိမှ Yogres Arsenal တင်းရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့နာဒါပေမဲ့လည်းရှိခိုင်ရဘက်ကလည်းအသက်ကြီးပြီကြီးဆက်ကလည်းအသက်ကြီးပြီကြီးဆက်တော့ Arsenal တင်းကလုံးဝဘေးမဲ့ပြီးတော့မှသိကြတယ်ဆိုတော့ခိုင်ရဘက်ကို Arsenal တင်းရောင်းမရောင်းဆောင်ကြည့်ရမယ်ခိုင်ရဘက်ကိုမရောင်းဘူးဆိုရင်တော့ Arsenal တင်းတိုက်စစ်မှုခေါ်ယူမှုမှာအခက်ကြုံနိုင်တယ်ဘာလို့လဲဆိုတော့ Everett ရောက်လာရင်လည်း Everett ကနေရာလိုရှင်ပါပဲ Everett အတွက်ပြေဝတော့စွမ်းဘယ်လိုပြောမလဲဆွဲဆောင်မှုတွေပြုတ်လုပ်ပြီးမှရမှာလောကလာစာများများပေးရတာတို့နေရအပြေးဝရမှာဖလိုင်းနဲ့ဦးစားပေးကစားသမားအနေနဲ့ပေါ့နော်အဓိကကစားသမားအနေနဲ့ဒါနေရပေးရမှာတော့အဲ့လိုအခြေအနေမျိုးတွေရှိလာနိုင်တယ်အဲ့လိုအခြေအနေမျိုးတွေရှိလာခါကျရင်ခိုင်ရဘတ်နဲ့ယိုကိုလာနဲ့နှစ်ယောက်လုံးရှိနေမယ်ဆိုတော့အာဆင်နယ်တင်းတို့ဒီတိုက်စစ်မှုထိန်းကျောင်းမှုအပိုင်းမှာအခက်ဖြစ်လာနိုင်တယ်ယိုကိုလာဘတ်အတွက်လည်းပွဲကစားချိန်မိနစ်တွေရောလာနိုင်တယ်လို့ခိုင်ရဘတ်အတွက်လည်းပွဲကစားချိန်မိနစ်တွေလုံလောက်မှုမရှိလာနိုင်ဘူးဒါကြောင့်မို့ခိုင်ရဘတ်နဲ့ဂျီဆက်ကိုရှင်းထုတ်လိုက်တော့ပိုကောင်းမယ်ယိုဂရက်ကို Everett ရဲ့အရန်နေနဲ့ထား Everett နဲ့ယိုဂရက်ဆိုပြီးသွားပြီအာဆင်နယ်တင်းရဲ့တိုက်စစ်ကနောက်ဆုံးဗျာ Everett ကိုနောက်ရှန်တိုက်စစ်နေနဲ့တုံးမလားတုံးလို့ရတယ် Everett ကနောက်ဆုံး 4-4-2 နဲ့ကစားပြီးတော့ Everett နဲ့ယိုဂရက်နဲ့2ယောက်အထောင်စော့မလား system ပြောင်းလဲအရာစော့လို့ရတယ် Everett ကပုံစံမျိုးစုံနဲ့ကစားနိုင်တဲ့ player ဆွဲတဲ့ကြောင့် Everett က Arsenal တင်းအတွက်တော်လေးလိုက်ဖက်တဲ့တိုက်စစ်မှုတွေမှာပါတယ်ဗျာဒါကြောင့်မို့ကျွန်တော် Arsenal ကို Everett ရစေချင်တယ်Everett တာ Arsenal ရသွားခဲ့မယ်ဆိုရင်လည်းမတွေးရဲစရာဖြစ်သွားပြီတော်တော်လေးကောင်းတဲ့ Arsenal တင်းရဲ့တိုက်စစ်စုဖွဲ့ဖြစ်လာတော့မှအသေးချာပဲ Left wing ကိုသူတို့တေချာပေါက်ပြုပြင်ပြောင်းလဲမယ် maybe Morgan Roger ရောက်လာမယ်ပဲထားလိုက်တော့ Morgan Roger Everett Saka Arsenal တင်းရဲ့တိုက်စစ်ကလုံးဝ so perfect တိုက်စစ်အတွဲတစ်ခုဖြစ်သွားမှအသေးချာဒီတိုက်စစ်ကြီးကို Premier League မှာဟန်တာဖို့ဆိုတာမလွယ်ကူတော့ဘူးဆွဲတဲ့ကြောင့် Arsenal တင်းတို့ကအကောင်းဆုံးပုံစံအကောင်းဆုံးတိုက်စစ်အတွဲကိုပုံဖော်ရှင်နေဆိုရင်တော့ Morgan Roger ကိုရဖို့အတွက်တဲတန်ဂျိုးပိုင်းတွေကထပ်လက်ရှိဘာစီလိုနာနဲ့ Atletico Madrid တို့ရဲ့ဂျားကပြဿနာကိုခွင့်ကောင်းယူပြီးတော့ Everett ကိုရအောင်ခေါ်ယူဖို့အတွက်ကျိုးပန်းတင်တယ်လို့ကြွနေတော့မြင်မိပါတယ်ညီကိုလေးနော်ကဲဆို Arsenal ပြည်သက်တွေကဘယ်လိုမြင်ကြလဲနော် Everett ကိုလိုချင်ကြလား Everett ကိုကျွန်တော်ပြောလို့မျိုးပဲကျိုးပန်းတင်တယ်လို့ထင်လား Everett ကိုရလိမ့်မယ်လို့လည်းမြင်လားဒါတော့ပတ်သက်ပြီးတော့ကျွန်တော် comment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးညင်းခုန်ပေးကြဖို့အတွက်ပြောချင်ပါတယ်ဗျာနော်